အားလုံးပဲမင်္ဂလာပါ OSH and PS Gaming Page ကနေပြီးတော့ပြန်လဲကြိုဆိုလိုက်ပါတယ်ကျွန်တော်ဒီကနေ့မှာတော့ Thailand region သမားတွေအတွက်ပေါ့နော်တရက်ကို coin 30တစ်ပတ်ကို coin 80 epic 3កောင် free နှိုက်နီ epic 3កောင်တရက်ကို2ကြိမ် free နှိုက်လို့ရမယ်နောက်ပြီးတော့ကျွန်တော်တို့scale token card တွေ position card တွေ training card တွေနောက်ပြီးတော့ပေါ့နော်အဲ့ထဲမှာဘာသေးလဲဆိုတော့ coin 30 coin 50အဲ့လိုမျိုးဟာတွေတရက်ကို2ကြိမ် free နှိုက်ခွင့်အဲ့ဒီဟာလုံနီးရနီးပေါ့ယူနီးကျွန်တော်ပြပေးသွားမှာဖြစ်ပါတယ်အရင်ဆုံးကျွန်တော်တို့ Thailand region တော့ဖြစ်ဖို့လိုပါမယ်နော်ဒီလိုမျိုး country regional residence မှာကျွန်တော်တို့ Thailand ဖြစ်ရမယ်ပေါ့နော်အော်ဝီကိုက Thailand ဖြစ်တယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့support ဒီ support တွေကိုကျွန်တော်ဝင်လိုက်မယ်ပြီးသွားရင် personal setting တွေကိုဝင်လိုက်မယ်ပြီးရင်ကျွန်တော်တို့မှာ AD display settings ပေါ့နော်အဲ့ဒီထဲကိုထပ်ဝင်လိုက်မယ်โอเคဒါဆိုရင်ကျွန်တော်တို့ဒီ3ခုလုံးကိုကျွန်တော်တို့ဖွင့်ထားပေးဖို့လိုမယ်အဲ့ဒီကြမှာပဲကျွန်တော်တို့ခုနfree ရမယ့်ဟာတွေပေါ်မှာပေါ့နော်အဲဆိုကျွန်တော်တို့ပြန်ထွက်လိုက်မယ်အစားကိုပြန်သွားလိုက်မယ်โอเคဒီမှာပေါ်နေပြီလေလားပေါ်နေပြီဒီထဲမှာဆိုရင်ဒီမှာ inbox ထဲမှာဆိုရင်ကျွန်တော်တို့ဒီထဲမှာ free ရနိုင်ကြတယ်ပါရှိတော့ RAU တစ်ကြိမ် free နိုင်နေပါမယ် coin 30 coin 50 GB 1000 training card တွေပါတယ် position card တွေ scale token card တွေပါမယ်အဲ့ဒါတရက်ကို2ကြိမ်တရက်ကို2ကြိမ် free ရမယ်နောက်ပြီးကြတော့ဒီ shop တဲကိုဝင်လာမယ်ဒီမှာ coin ထဲမှာဆိုလို့ရှိရင်လည်းဒီမှာ free တွေ့လား free coin 5ခုဗျာ coin 5ခုဆိုတော့ဒါဆိုရင်တရက်ကို2ကြိမ်နဲ့ဆိုတော့တရက်ကို coin 30ရမယ်တရက်ကို coin 30နောက်ပြီးကြတော့ဒီမှာဒီထဲကိုဝင်လိုက်မယ်ဆိုရင်လည်းဒီမှာ epic 3កောင်ပေါ့ဒီ epic 3កောင်ကျွန်တော်တို့ free နိုင်ခွင့်ပေါ့နော်တရက်ကို2ကြိမ်ရမယ်ကျွန်တော်သူကနေ့တိုင်းပေးတယ်ဗျာနေ့တိုင်းပေးတယ်အဲ့ဒီတော့မပေါမချင်းတာထိုင်တာနိုင်ဟုတ်လားသူများကြီးဆို3កောင်လုံးရပြီးနေကြပြီဗျာကျွန်တော်တော့မရသေးဘူးပဲဗျာထုံးစံနိုင်မယ်ပေါ့ဒီโอเคဒါဆိုရင်ကျွန်တော်တို့နှိုက်ကြည့်မယ်ဗျာအရင်ဆုံးကျွန်တော်နှိုက်ပြမယ်ဒီကောင်လေးကိုโอเคနှိုက်လိုက်တယ်တွေ့လားနှိုက်လို့မရဘူးတွေ့လားသူကဘာပြောလဲဆိုတော့ဗျာတိုက်တဲ့ software ကနေပြီးတော့ကျွန်တော်တို့ AD concept setting ကိုပြန်ပြီးတော့လုပ်ပေးပါတယ်โอเคဒါဆိုရင်ကျွန်တော်တို့ game ကိုပြန်ထွက်ပြီးတော့အစအနေပြန်ဝင်မယ်โอเคနော်โอเคကျွန်တော်တို့ဒါ game ကိုဆက်ရှင်းပြီးတော့အစအနေပြန်ဝင်လိုက်တယ်ပေါ့အစအနေပြန်ဝင်လိုက်တဲ့ခါကျရင်ကျွန်တော်တို့ဒီအောက်ကအဆက်3ဆက်ဒီဟာလေးကိုနှိပ်မယ်ပြီးသွားလို့ရှိရင်ဒုတိယမြောက်ပေါင်းစာဖြစ်တဲ့ဒီမှာ AD concept settings ကိုအဲ့ဒါကိုတစ်ချက်ထောက်လိုက်မယ်ထောက်ပြီးသွားရင်ဒီမှာ chain AD concept setting ဒီဟာကိုနှိပ်လိုက်မယ်โอเคနော်နှိပ်ပြီးကျွန်တော်တို့ဟိုအောက်ထိဆွဲချလိုက်မယ်တွေ့လားပြီးရင်ဒီမှာအမှန်ကြီးလေးချစ်လိုက်မယ်โอเคနော်ဒီမှာအမှန်ကြီးလေးချစ်လိုက်မယ်ပြီးသွားရင်ဒီမှာ concept အဲ့ဒါကိုကျွန်တော်တို့ထောက်လိုက်မယ်โอเคနော်အဲ့ဒါကိုထောက်လိုက်ပြီးကျွန်တော်တို့ပြန်ထွက်လိုက်မယ်နေနဲ့ကိုတစ်ချက်ပြောင်းဝင်လိုက်မယ်အဲ့ဒါဆိုရင်ကျွန်တော်တို့ခုနပြောတဲ့ coin 5ခု2ကြိမ်ပေါ့နော် coin 30ရမယ်နောက်ပြီးကြရင်epic 3កောင် free နှိုက်ခွင့်2ကြိမ်ရမယ် inbox ဆဲကနေပြီးတော့ကျွန်တော်တို့သူပေးတဲ့လက်ဆောင်2မျိုးရမယ်ပေါ့ free နေ့တိုင်းရမှာဗျာကျွန်တော်ဆိုလို့ရှိရင်အဲ့ဒီမှာအဲ့ဒီထဲကနေပြီးတော့ coin 50ဒီပါကျွန်တော်နှစ်ခါပေါက်ပြီးပြီတရက် coin 30နဲ့ကျွန်တော်စုပြီးတော့နီးပြရပါဘာညာပေါ့ဗျာဝယ်ထားတယ် epic 3កောင်ကတော့ဘာမှမပေါက်သေးဘူးโอเคဒါဆိုရင်ကျွန်တော်တို့ခုနဟာပေါ့နော်ဖောက်လို့ရလားဖောက်လို့ရမရကျွန်တော်တစ်ချက်ကြည့်ကြည့်โอเคဂိမ်းထဲကိုတော့ရောက်သွားခဲ့ပြီဂိမ်းထဲကိုရောက်သွားပြီဆိုတော့ကျွန်တော်တို့ဒီမှာဝင်လိုက်မယ်โอเคနော်โอเคကျွန်တော်တို့မဒီလားစပြီကြည့်လို့ရပြီဒါမျိုးကြော်ညာတက်ပြီဆိုလို့ရှိရင်တော့ကျွန်တော်တို့ရပြီဒါဆိုရင်ဖောက်လို့ရပြီနော်သူက12စက္ကန့်13စက္ကန့်တခါကျရင်18စက္ကန့်ပုံတခါလေးအကြာဆုံးဗျာ10မိနစ်လောက်ထိကြာတယ်အားပြီးတော့ကျွန်တော်တို့ဖောက်လို့ရပြီသူကဒီလိုသဘောလေးတော့ရှိရအဲဆိုရင်တစ်ချက်ပြန်ထွက်လိုက်4 3 2 1 okay ဘာကောင်ပေါက်မလဲပေါ့နော်ဘာကောင်ပေါက်မလဲမပေါက်ဘူးရအောင်โอเคနော်အဲဆိုရင်ကျွန်တော်တို့ဒီမှာ coin D ကနေပြီးတော့ epic 3កောင် free 9ခွင့်လဲကျွန်တော်တို့ရသွားပြီပဲဖြစ်တယ်နောက်ပြီးကြရင်ဒီ shop ထဲကနေပြီးတော့ coin 30လဲကျွန်တော်တို့ရပြီနောက်ပြီးကြရင်ဒီထဲကနေပြီးတော့ဒီ inbox ထဲကနေပြီးတော့ဒီသူပေးတဲ့ဟာပေါ့နော်ဒီလက်ဆောင်လေးတရက်ကို2ကြိမ်နဲ့ရပြသွားပြီပဲဖြစ်ပါတယ်ဒါတွေရဖို့ဆိုရင်တော့ကျွန်တော်တို့ခုနပြောသူပထမဆုံးပြောခဲ့သလိုပဲ personal information မှာကျွန်တော်တို့ Thai region ဖြစ်ဖို့လိုပါတယ်ပေါ့နော်ဒါပါပဲကျွန်တော်ရဲ့ OSH eFootball ဆိုတဲ့ YouTube channel လေးကိုလည်း subscribe လုပ်ခဲ့ပြီးလို့ရပါတယ်အားလုံးကျေးဇူးတင်ပါတယ်